lesson 6စဆိုမယ်နော်အဲ့ lesson 6မှာ you who ဆိုရမယ်နော်မဲဟဲနောက်ပြီးတော့ me he အဲ့ဒါဆိုနော်အသံလေးတွေကိုညင်ညင်လေးတွေနဲ့အေးစစ်စစ်တက်ရမယ်တချင်းဆိုတယ်လို့ပြောဒါဆိုရင် you who တဲ့အကုန်လုံးဆိုမှာ ပါပါလေးထည့်မယ်မီအကွာကိုပြီးစိုက်ပေးမယ်you ကိုပြန်ဆိုမယ်အကုန်လုံးဆိုမယ်နော် you အဲ့ဒါကိုသချင်းဆိုသလိုမျိုးစိတ်မှာအာရုံထားပြီးတော့ feeling ပို့ထက်မှုနောက်ကလည်းတွန်းအားလေးတွေပို့ပြီးတော့ဆိုကြည့်မယ်စနော် you 2 3 4ချင်းတွေပိုင်းမှာလည်းအဲ့လိုအသံမျိုးတွေပါနေနော်မဲလည်းပါမှာပဲနော်မီအဲ့ဒါအကုန်လုံးပါနေနော်ဥပမာညီတို့တွေကိုအခုတချင်းလေးတစ်ပုတ်စီးရီးလုပ်နေတဲ့အထက်ကတချင်းလေးတစ်ပိတ်လေးနှစ်ပိတ်လေးပေါ့အဲ့ဒါလေးကိုညီတို့ဆိုကြမယ်နော်အဲ့တော့တချင်းဆိုလေဆိုတာကျင့်ပြီးမှဆိုတာကြက်ပြီးမှဆိုတာကြက်ဆိုရင်ဆိုတာဘာကိုဆိုလို့လဲဆိုတော့ကက်ဆက်ကိုနားထောင်ပြီးတော့တချင်းရပြီးတော့ဆိုရတယ်အဲ့ဒါကြက်ပြီးတော့ဆိုတာကျင့်ပြီးတော့ဆိုရဆိုတာဒီအသံတွေကိုလက်စင်တွေကိုဟုတ်လားအသံကိုအရင်ဆုံးကျင့်ပြီးမှတချင်းကိုဆက်ပြီးတော့ထက်ကျင့်ရအောင်အသံထုတ်ဖို့အရေးကိုဒီအသံနဲ့လိုက်ဖက်သလားအဆင်ပြေလားမပြေဘူးလားအဲ့ဒါလေးကိုသိချကြည့်ပြီးတော့ကိုထွက်မဲ့အသံလေးကိုဥပမာအဲ့ဒီသချင်းတွေကနော်ခဏလာဝေးနေအဲ့ဒီခဏကိုဒီသချင်းအဓိပ္ပာယ်နဲ့ကိုဆိုတဲ့အသံနဲ့ကြိုက်လားမကြိုက်လားအဲ့ဒါကိုကြည့်ရခဏကောင်းပြီလားမကောင်းသေးဘူးလားမကောင်းသေးဘူးဆိုတော့ခဏလာဝေးနေဘယ်ဟာကိုကောင်းလဲအဲ့ဒါကိုပါကိုကြည့်ရမယ်နော်မင်းနဲ့ချီခဏလောက်ဝေးပြီမယ်မနေနဲ့ပါရှိသာသရပြီမှတ်ပြီမယ်နော်အဲ့တော့
ဒီအတန်ကိုစထွက်မယ်ဆိုကြရအဲ့ဒီခဏကိုဘယ်လိုဆိုမလဲခဏလောက်ဝေပေမဲ့အဲ့လိုဆိုရင်ကောင်းမလားဟုတ်ရှင်မကောင်းဘူးနော်ဘာလို့လဲဆိုခဏလောက်ဝေပေမနေနိုင်ဘူးဆိုတော့လွမ်းနေပေါ့မင်းဒဝေကိုလွမ်းတယ်လို့ပေါ့ဟုတ်လားခဏလောက်ဝေပေမဲ့နေနိုင်မှာချီဒါစတိုင်ချီဒီလိုလုပ်လို့ရရတယ်ချီအဲ့လိုလေးလုပ်လို့ရတယ်ဟုတ်လားမနေနိုင်ဘူးအတန်ကိုနည်းနည်းဖွင့်လိုက်ပြီ you me ne we me ne dan yin ne တူသေးလားကာလာရှင်းလိုက် me ne weငါရင်ဆိုင်ချီမင်းနေအဲ့ဒီမှာဘာလို့ရှင်းလဲစဉ်းစားမလားဝေးအဲ့လိုမထည့်လို့လည်းရတယ်ဟုတ်လားဝေးနေလားပြန်ဖွင့်လိုက်ပြီနော်အဲ့လိုစဉ်းစားယူရမယ်ရှင်းတဲ့ဘုတ်ဆိုတယ်ဆိုတဲ့အခါစဉ်းစားပြီးမှဆိုရမယ်ကိုရတ်မှာဘယ်လိုမျိုးနည်းနည်းလေးအတန်ကိုပြောင်းရမလားမပြောင်းရဘူးညာတော့ပြင်ကတော့ကိုရတ်မှာအတန်နည်းနည်းပြောင်းတော့တာရှိတယ်ခါလားဟုတ်လား verse နဲ့ chorus နဲ့ကမတူဘူးဆိုကြည့်မယ်နော်ဒီလိုလက်တွေ့ခဏလောက်ဝေးပေမဲ့မနေနိုင်မှရှိရင်အိမ်မရညတွေချင်းနေလေပြန်ခဲ့တော့ခြံခဲ့တော့အဲ့ဒီနှစ်ကြောင်းကိုဆိုကြည့်မယ်ဆိုကြည့်ဟမ်1 2 3 4ပြင်းပုတ်ကောင်းလဲခဏလောက်ဝေးပေမဲ့အဲ့လိုကြီးမဟုတ်ဘူးလေခဏလောက်ဝေးပေမဲ့အဲ့လိုလားမလဲလုံးဝမ်းချင်ကဲပြန်ဆိုမယ်နော်1 2 3 4ဟုတ်ပြီနေပါချီဟုတ်ပြီအိမ်မရညတွေထဲအိမ်မရညတွေနေစံရောအိမ်မှာပဲချင်းတရမယ်နောက်ပြီးတော့အိမ်မရညတွေထဲဟိုကခဏလောက်ဝေးပေမဲ့လည်းအိမ်မရညတွေနေနေကအတူတူဖြစ်မနေဘူးလားဟမ်အိမ်မရညတွေပြောင်းလိုက်မယ်ပြောင်းကြည့်မယ်နော်1 2 3ပြောင်းကြည့်လားအတန်ကိုနည်းနည်းအိမ်မရညတွေအဲ့လိုလေးပြောင်းကြည့်လားဟုတ်ပြီဘလူးဆိုရင်ကောင်းမလဲဆိုတော့ဟိုဟာဗါလဲရာဇဆွေးကြပြင်းဖို့လို့နည်းနည်းပြင်းရမယ်အိမ်မရညတွေဟောအဲ့လိုမရတော့ကွာဒေါသနဲ့လွှမ်းကျင်နေလွှမ်းပြီဟုတ်လားကဲလောက်ရ1 2 3 4ဟုတ်ပြီဇင်းမဆိုရင်ဇင်းမ1 2 3 4အဲ့လောက်ထိမဆွဲဘူးအဲ့မရညတို့ထဲမှာအိပ်ပျော်နေသလိုလည်းမဖြစ်ဘူးနော်အိမ်မရညတွေလေကိုပြန်ပြီးတော့ဒဲဒီလိုမျိုးပြန်ပြလိုက်တာဒါ style နဲ့ထည့်တယ် expression ပေါ့နော်1 2 3 so ဟုတ်ပြီအများကြီးခြေဖို့မလိုဘူးလို့နော်အောင်မဆိုအဲ့ဒါပိုကောင်းတယ်အဲ့ဒါပိုကောင်းအဲ့လိုထည့်ရမယ်စီသူလောက်ရ1 2 3 4အိမ်မရမှာအဲ့လောက်မဆွနဲ့အိမ်မရညနေ1 2 3 4ဟုတ်ပြီဘုဘုံဆိုရင်2 3 4အိမ်မရညနေဟုတ်ပြီဆွချစ်2 3 4မိုက်တယ်စင်ပြေတယ်မင်းအဲ့ဒါကောင်းနော်အဲ့အားကိုလည်းပါအောင်ထက်ကဲအစနဲ့ဆိုကြည့်မယ်ခဏလောက်ဝေးပြီမြေ1 2 3 4ပြောင်းမယ်ဟုတ်ပြီနေနေချန်ခဲ့တော့အပုတ်တင်မယ်အဲ့ဒါရှင်းခဲ့မယ်အဲ့ဒါရှင်းတဲ့ပုတ်ကိုကျင့်နေဆိုတာအဲ့လိုမျိုးကျင့်ရမယ်ကြက်ပြီးတော့ဆိုတာမဟုတ်ဘူးအဲ့ဒါကျင့်ပြီးတော့ဆိုတာအဲ့လိုမျိုးကျင့်ယူရမယ်နော်အဲ့ဒီချက်ဘယ်လိုကောင်းနိုင်မလဲအဲ့ဒါကိုပဲသုံးသပ်ရမယ်အဲ့ဒါပြီးရင်ကိုရတ်ဆိုတက်ကြည့်နော်ရင်မဆန်ရဲဘူးဟုတ်ပြီနော်1 2 3ဆိုကြ
ဖွင့်မယ်အဲ့ဒီမှာအဖွင့်ဆိုမှာနော်ဟိုးဘောဒါပဲနှလုံးသားမလွတ်နဲ့နှလုံးသားကလိုက်ပါသွားမှာအတန်ပဲတက်ဆိုပြီးတော့နှလုံးသားကကြံနေလိုက်လို့ရှိရင်ငုတ်တုံမေးကြံလိုက်မှာငါဘယ်နေရာမှာဝင်ပါရမှာမလဲဆိုပြီးတော့နှလုံးသားကလည်းချောင်းပြီးတော့ကြံဒီတိုင်းထိုင်ပြီးတော့ငုတ်တုံကြံလိုက်မယ်ဟိလားဟောချင်နော်အတန်သွားရင်နေရာကနှလုံးသားကနောက်ကလိုက်သွားနှလုံးသားမပိုင်ရင်အလကားဖြစ်သွားမယ်အဖွင့်ဆိုမယ်ခေါင်းပေါ်တင်မယ်ဟုတ်ပြီမင်းနဲ့ဝေးတန်းအဲ့ဒါကိုနည်းနည်းအပိတ်မယ်ဟုတ်ပြီရင်ခွင်ဟောင်းလေးပြန်ဖွင့်မယ်ရင်ခွင်ဟောင်းလေးဟုတ်ပြီဒီနေ့လေးပြန်ပိတ်မင်းနဲ့ကြည့်လိုက်ဟုတ်ပြီငါလေးရင်မဆန်ရဲပါငါလေးမဆန်ရဲပါစတိုင်လေးနဲ့ထပ်ဖြစ်ငါလေးရင်မဆန်ရဲပါလို့သား1 2 3 4ငါလေးမဆန်ရဲပါဒါကိုစိတ်ကူးမှာပေါ်သလိုမျိုးလိုက်ဖက်အောင်စတိုင်ကိုထည့်ပေးတာနော်ငါလေးရင်မဆန်ရဲပါခဲလေးဖြစ်တယ်ငါလေးရင်မဆန်ရဲပါအဲ့လိုလေးရတယ်အဲ့တော့စတိုင်လေးနည်းနည်းကောင်းအောင်ဘယ်လိုလုပ်မလဲငါလေးရင်မဆန်ရဲပါလို့သား1 2 3 4ဟုတ်ပြီစီနီဝေလီနာဆိုမယ်ဒီရှောင်းသေးကိုမရောက်စင်နဲ့လေချေရင်မင်းနေအဲ့ဒီကိုမသွားနဲ့တုံးပြောက်တော့မယ်နော်တုံးကာလာပြောက်တော့မဖြစ်ဘူးချေမင်းနေဝေလီနာနည်းလေးခါစားချက်ကိုပို့ပြင်းလိုက်ဆိုမယ်3 4အဲ့လိုမျိုးခွဲချရမှာအစနဲ့အဆုံးသိဆိုရင်မင်းတို့ထည့်နိုင်မလားငါပြောတဲ့ဒါရိုးရိုးလေးပဲရှိသေးတာနော်ရိုးရိုးလေးပဲရှိသေးတာဒီကထွင်ပြီးတော့ကိုထည့်လို့ရသေးတယ်ကိုထည့်မယ်ဆိုလို့ရှိရင်ကဲလိုက်နော်1 2 3ဆိုတက်ကြွကြွဟုတ်ပြီကိုရဆက်တာရဖိမယ်ပြန်ဖွင့်မယ်ရင်ဆန်ရင်ကဆိုတာလေးတွေမျိုးဒီနေ့သဘောပေါက်ရဒါအကျမ်းအဖြစ်မရှိသေးဘူးနော်အဲ့တော့ဒီတဲ့အများကြီးရအောင်ကအများကြီးအတန်ကိုကျင့်ရမယ်နောက်ပြီးတော့အများကြီးတွေ့ခေါ်ရမယ်သချင်းတွေကိုနားထောင်ရမယ်အဲ့လိုဘုရားတွေရှာပြီးမှအတန်ကိုလေးလေးကျင့်ပြီးမှအဲ့ဒါဆိုရမယ်အတန်ရှိနေလို့ရှိရင်ဒါကိုကဘယ်သချင်းမျိုးကိုပဲဖြစ်ဖြစ်ဆိုလို့ရတယ်အတန်ရှိနေအဓိကအတန်ရှိနေလို့ပဲခုလေ့ကျင့်ထားတဲ့ lesson တွေကမြန်မာသချင်းတွေမြန်မာသချင်းကြီးတွေဆိုရင်ရောရလားဆရာဘုန်းကပြောပြီးမလားအတန်ရှိနေရင်ဥပမာနေလို့ပတ်သက်ရှိနေရင်ဘာမဆိုဝယ်လို့ရတယ်ပေါ့အတန်ရှိနေဘယ်သချင်းဖြစ်ဖြစ်ဟိုကဆိုလို့ရတယ်တိုးတော့ကိုယ်တန်ရပေါ့ကိုကဘယ်လိုပုံစံမျိုးကြိုက်တယ်ဟုတ်လား rap ကြိုက်လား rock ကြိုက်လားဒါမှမဟုတ်လို့ရှိရင်လေကိုကြိုက်တဲ့ line ကိုသွားလို့ရတယ်တိုးတော့အတန်အနေထားကတော့ကိုကအတန်ကချမ်းသာဖို့လို့အတန်ရှိနေဖို့လို့လေမြန်မာသချင်းကြီးကိုလေဆိုလို့ရတယ်တိုးတော့ဘာတစ်ခုကွာမလဲဆိုတော့ style ပေါ့ဒီသတိပေါ့မြန်မာသတိပါမြန်မာသချင်းကြီးကိုဆိုမယ်ဆိုလို့ရှိရင်နော်အဲ့တော့ကျွန်တော်တို့ကမြန်မာသချင်းကြီးပိုင်းဆိုင်ရာကိုစိတ်ဝင်စားလားစိတ်ဝင်စားရင်ဆိုကြည့်လို့ရတယ်နော်ရုပ်လုံးပေါ်အောင်ပေါ့ဟုတ်နော်စာသားလေးနည်းနည်းလေးပြောပြမယ်ငါလည်းအချင်းကြီးတွေတော့တို့မေ့နေဘုန်းကတော့ရတယ်အခုနည်းနည်းလေးပဲရတယ်ဒါပေမဲ့အသံထွက်နဲ့နည်းနည်းလေးရုပ်လုံးပေါ်အောင်ပေါ့နော်ရှစ်သမျှကိုပတ်ပြုတ်ရှစ်သမျှကိုအဖြော
င်ပေါ့ငါတော့တွန်းလို့လည်းရတယ်ပေါ့ဒီမြန်အဲ့လိုတွန်းလို့ရတယ်မြင်မှုရွှေတောင်ဒါတွန်းလိုက်မတွန်းရင်မြင်မှုရွှေတောင်လုံးနှခါပြန်တွန်းလို့ရတယ်အဲ့လိုလည်းတွန်းလို့ရတယ်နော်မြန်မာမူကိုဆိုလို့ဆိုရင်မြန်မာရဲ့သတိကတော့ပါလာဖို့လို့မဟုတ်ရင်ဘယ်လိုခေါ်မလဲတောင်းတင်းကြီးတွေဖြစ်နေတာပေါ့နှွေးတာလေးတွေချွဲတာလေးတွေအဲ့ဒါလေးတွေနည်းနည်းလိုလင်းမယ်လက်တွေ့စမ်းသက်ကြည့်လေဆိုကြည့်အောင်နော်ချစ်သမျှကိုအဲ့ဒီသာသောတကြောင်းကိုပဲအရင်ဆုံးဆိုကြည့်တာ 1 2 3ဆိုနည်းနည်းတော့တန်းတာပဲနော်ဟုတ်မှာချစ်သမျှကိုအဲ့လိုဖြတ်လို့ရတယ်နော်နည်းနည်းလုပ်ကြည့်လိုက်1 2 3 4မြင်မှုချွေတောင်ဆိုလားလုံးငါပါလေရုပ်လုံးတော့ပေါ်တာပဲဒါပေမဲ့နည်းနည်းလေးအဝိကအဝိဝိုက်နှွေးလေးတွေကလိုတာပေါ့ဒါပေမဲ့အတန်ရှိဆိုလို့ရတယ်ဆိုတော့အကြောင်းပြောတာနော်ဘောပါလားခုကအတန်လေးတွေကိုအဓိကအတန်ထွက်ကောင်းဖို့အရေးကြီးတယ်ဆိုတာသဘောပေါက်တယ်မလားအဲ့တော့ဘာကွာလဲငါတို့ပြောတာဆိုလိုက်တာစိတ်တမြကိုကနလာဝိမေမနေရမချီဒီအတန်ထွက်ပဲဟုတ်လားအဲ့လိုမျိုးအတန်ထွက်မယ်ဆိုရင်ငါတို့မြန်မာသချင်းကြီးကိုလေဒီလိုမင်းတို့လူငယ်တွေကသဘောပေါက်လာနိုင်ကြအကြောင်းရှိရလားအတူတူပဲလေနော်ရင်ဆိုင်ရဘူးဒီအတန်နဲ့ဆိုလိုက်တယ်ဟိုမှာလေစိတ်သမျှကိုရင်ဆိုင်ရဘူးအဲ့ဒါလေ့ကျင့်တဲ့အခါလေ့ကျင့်ခန်းကဘူးဆိုတော့ဘူးရင်ဆိုင်ရဘူးစိတ်သမျှဘာကွာတော့လဲစတိုင်လေးကနည်းနည်းကွာတော့တာဟုတ်လားမြန်မာတချင်းကမြန်မာဟန်ဟိုကဒီဘက်ကာလာဘောပန်းတို့တော့ပြောနေကြတဲ့ဟိုစတူဒီယိုဘန်းပေါ့အဲ့ဒီဘန်းမှာဒီတရားကိုဆိုရင်အတန်ချင်းကအတူတူပဲအဲ့ဒီလိုလေးဖြစ်ရတယ်နော်အောက်မှာဒီလိုလေချောင်းတိုင်ကြီးနဲ့တော့ဆိုရင်ရောစိတ်တမြမြင့်မချွေတောင်အဲ့လိုဆိုရင်ကောင်းပါမလားငါတို့ဒီဘက်အပိုင်းမှာလေဟုတ်လားခဏလာဝေးပြီးနေနိုင်မှာစေဒီလိုဆိုရင်ကောင်းပါမလားဘလို့အစိတ်ဝင်စားမှာမဟုတ်ပြီနော်အဲ့တော့ဒီမြန်မာမှုပိုင်းပဲဖြစ်ဖြစ်ဘယ်သချင်းကိုပဲဖြစ်ဖြစ်အသံရှိနေကိုအဓိကပြောင်းလာအဲ့လိုလားဆိုရင်ငါတို့မြန်မာသချင်းကြီးတွေလေကဘာမှာဝင်ကြွလို့မရနိုင်ဘူးနင်တို့လူငယ်တွေကစိတ်မဝင်စားနိုင်ဘူးလားအဲ့ဒီကအသံပန်းစရာအဓိကအရန်အရေးကြီးဟုတ်ပြီနော်ကဲ lesson ဆက်ဆိုလားအဓိက lesson ကိုများများကျင့်ရမယ်များများကျင့်မှဒီလိုမျိုးဆိုလို့ရမယ်